ရှင်။ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်2026-2029ဘဏ္ဍာရေးနှင့်ရက်တရားစီမံချက်ဖြင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာဇရက်ကွင်းကျေးရွာအုပ်စုအရှိကျဲလန်းကျေးရွာတွင်တွင်းနှင့်ဆက်ဆက်လုပ်ငန်းအုပ်ရေကန်ရေဆက်ယုံအင်ဂျင်ကွန်ပရက်ဆာတက်ဆင်ခြင်းလုပ်ငန်းအား9ရက်4လ2026ရက်နေ့တွင်လုပ်ငန်းစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပြီး30ရက်5လ2026ရက်နေ့တွင်လုပ်ငန်းတရားရာဂိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့်ကျေးရွာသူကျေးရွာသားများမှတောက်သုံးရေလုံလောက်စွာရရှိပြီးနေ့စဉ်အသုံးပြုလျက်ရှိပါတယ်ရှင်။အောင်ကျေးရွာစီမံကိန်းအားရင်ဆိုင်ကျေးရွာအုပ်စုတက်ကေကုန်းကျေးရွာတွင်အသင်းသား90ဦးအားရန်မုံငွေ300ဖြင့်လေပတ်ဆောင်ရွက်ရန်ကျေးရွာအဆင့်မြို့နယ်အဆင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားတရားရာဂိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသဖြင့်တက်တာသောအတိုးနှုန်းဖြင့်အလောက်ကိုင်းခွင်းလန်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့်ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချနိုင်ရန်ရည်ရွယ်ချက်နှင့်အညီအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာစိုက်ပျိုးရေးလုပ်ငန်းအားအသင်းသား38ဦးမွေးမြူရေးလုပ်ငန်းအားအသင်းသား39ဦးနှင့်အယောင်ဝယ်လုပ်ငန်းအားအသင်းသား73ဦးတို့ကိုထုတ်ချေးဆောင်ရွက်လျက်ရှိပါတယ်ရှင်။ရန်ကုန်ကျေးရွာအုပ်စုမီးသွေးတိုင်းနောက်ကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ရာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းတင်နန်းဖွင့်လှစ်ပို့ချခြင်းစီမံကိန်းရန်ပုံငွေပြည်သူထည့်ဝင်ငွေများဖြင့်လေးရဖို့ဓာတ်အားလိုင်းအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းစီမံကိန်းလုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့်ကျေးရွာတွင်လူမှုစစ်ဆေးပွဲ Social Audit ဆောင်ရွက်ခြင်းစုပေါင်းအမိုက်ကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီးလုပ်ငန်းတရားရာဂိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့်ကျေးရွာနေပြည်သူများကျောင်းသူကျောင်းသားများပညာရေးကျန်းမာရေးကဏ္ဍများတွင်များစွာအကျိုးဖြစ်ထွန်းစေပြီးကျေးလက်နေပြည်သူများ၏လူနေမှုအဆင့်တန်းမြင့်မားလာမှာဖြစ်ပါတယ်ရှင်။ကျေးရွာအုပ်စုလယ်ဒီကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်ရာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းတင်နန်းဖွင့်လှစ်ပို့ချခြင်းစီမံကိန်းရန်ပုံငွေပြည်သူထည့်ဝင်ငွေများဖြင့်ကွန်ကရစ်ပေါင်းစီမြေရောကြောက်ခင်းခြင်းစီမံကိန်းလုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့်ကျေးရွာတွင်လူမှုစစ်ဆေးပွဲ Social Audit ဆောင်ရွက်ခြင်းစုပေါင်းအမိုက်ကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီးလုပ်ငန်းတရားရာဂိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့်ကျေးရွာနေပြည်သူများကျောင်းသူကျောင်းသားများပညာရေးကျန်းမာရေးကဏ္ဍများတွင်များစွာအကျိုးဖြစ်ထွန်းစေပြီးကျေးလက်နေပြည်သူများ၏လူနေမှုအဆင့်တန်းမြင့်မားလာမှာဖြစ်ပါတယ်ရှင်။ပြန်ကြောင်းထောက်ကူပြုခန္ဓာအနေဖြင့်လူသုံးကုန်ထုတ်လုပ်မှုဤပညာသင်တန်းအားကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်သင်တန်းကာလ9ရက်ဖြင့်ကျေးရွာ9ရွာမှသင်တန်းသူ20ဦးအားစက်ပြာစီပြုလုပ်နည်းခေါင်းလျှော်ရည်ပြုလုပ်နည်းမျက်နှာသစ်စက်ပြာပြုလုပ်နည်းအမွှေးစီစက်ပြာပြုလုပ်နည်းအဝိလျှော်စက်ပြာပြုလုပ်နည်းများကိုလက်တွေ့သင်ကြားပေးခဲ့သောကြောင့်ဤပညာပိုင်းသာမကလက်တွေ့ပိုင်းမှာကျွမ်းကျင်တက်မြောက်ခဲ့ကြပြီးတနိုင်တစ်ပိုင်းဝင်ငွေတိုးစီးပွားရေးလုပ်ငန်းအနေဖြင့်ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်ရှင်